မင်္ဂလာပါဒီနေ့မှာ unit 4ကိုဆက်ပြီးတော့သွားမယ်နော်ရှေ့ရက်မှာ unit 3အထိပြီးပြီဆိုတော့ဒီနေ့ unit 4 pass on the body pass on the body ဆိုတာခန္ဓာကိုယ်ရဲ့အစိတ်ပိုင်းများဒီ unit မှာကြတော့ခန္ဓာကိုယ်ရဲ့အစိတ်ပိုင်းတွေရဲ့အခေါ်အဝေါ်တွေကိုလေ့လာကြရမယ်နော် lessons 1 touch your nose touch your nose ဆိုတာသင်ရဲ့နှာခေါင်းကိုထိပါလို့ပြောတာlisten and say နားထောင်ပြီးတော့ like ပြောကြည့်မယ်ဒါဆိုမယ်နော် H A I R hair H A I R hair 7 E Y E I E Y E I မျက်လုံးမျက်စိလို့လည်းပြောတယ်နော် E A R ear E A R ear လက်ရွက်N O S E nose N O S E nose နှာခေါင်း M O U T H mouth M O U T H mouth ပါးစပ်ဒီမျက်လုံးနဲ့မျက်လုံးကနေစပြီးတော့ပါးစပ်အပဝင်ပေါ့နော်ဒီတစ်ခုလုံးကိုကြတော့ဘယ်လိုခေါ်လဲဆိုလို့ရှိရင် face F A C E face F A C E face မျက်နှာလို့ပြောလို့ရှိရင်မျက်နှာထဲမှာမျက်လုံးပါမယ်နှာခေါင်းပါမယ်ပါးစပ်ပါမယ်ပေါ့နော်အဲတစ်ခုလုံးကို face မျက်နှာလို့ခေါ်တယ်ပြောမယ်နော် hair စပင် eye မျက်စိ ear နားရွက် nose နှာခေါင်း mouth ပါးစပ် face မျက်နှာကဲအဲဆိုရှင်ဒီဘက်က listen and practice နားထောင်ပြီးတော့လက်တွေလုပ်ကြည့်မယ်တဲ့ဒီမှာဆရာကကလေးတွေကိုပြောမယ်ပြောတဲ့အတိုင်းကလေးတွေကလိုက်လုပ်မယ်နော် touch your nose touch your nose nose ဆိုတာဘာလဲ nose ဆိုတာနှာခေါင်း touch ဆိုတာကအထိပါဒါဆိုရင်သင်ရဲ့နှာခေါင်းကိုထိပါလို့ပြောတာဒါဆိုမယ် touch your nose သင်ရဲ့နှာခေါင်းကိုထိပါကဲဒါဆိုကိုယ့်ရဲ့နှာခေါင်းလေးကိုထိလိုက်ပါကဲ touch your ear touch your ear သင်ရဲ့နားရွက်ကိုထိပါဒါဆိုရင်ဘာလုပ်ရမလဲနားရွက်ကိုထိရမယ်နော်ကျန်တဲ့အစိတ်အပိုင်းကိုလည်းအဲ့လိုပဲပြောကြည့်မယ်ဥပမာ touch your hair hair ဆိုတာဘာလဲစပင်ဆိုတော့ဘာလုပ်ခိုင်းတာလဲစပင်ကိုထိခိုင်းတာကဲအောက်က listen and act နားထောင်ပြီးတော့ like လုပ်ကြည့်မယ်တဲ့ဒီမှာအချင်းချင်းပြောကြည့်မယ်နော်တယောက်ကပြောရင်တယောက်က like လုပ်ကြည့်မယ်ဒီမှာ touch your mouth touch your mouth ဘာလုပ်တာလဲမလုပ်ခိုင်းတာလဲပါးစပ်ကိုထိခိုင်းတာဒါဆိုရင်ပါးစပ်ကိုထိမယ်အဲ့လိုမျိုးပဲကျန်တဲ့ဥမာ touch your eye ဆိုရင်ရော eye ဆိုတာဘာလဲမျက်စိဆိုတော့မျက်စိကိုဘာလုပ်ခိုင်းတာလဲထိခိုင်းတာဒါဆိုရင်မျက်စိကိုထိလိုက်ပေါ့အဲ့လိုမျိုးပဲနောက်ထပ်ဘာကိုထိခိုင်းပေါ့နော်အဲ့လိုအစားထိုးပြီးတော့ပြောကြည့်မယ်နော်